အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဒီနေ့ vlog လေးမှာကျွန်တော်ဂိမ်းဆိုင်တောင်းရမှာဖြစ်ပါတယ်ဒီဂိမ်းဆိုင်ပြောရမယ်ဆိုရင်တော့ဒါမလေးရှားမှာတော်တော်နာမည်ကြီးရတယ်ပါတယ်ပြီးရင်ကျွန်တော်တို့အဓိကဘာကြောင့်နာမည်ကြီးလဲဆိုတော့သူကကျတော့ကိုရီးယားဂိမ်းဆိုင်လို့ပြောလို့ရပါတော့သူကကိုရီးယားအစားအစာကြီးရောင်းတယ်ပြီးရင်တခြား PC ဆက်တဲ့တွေရတယ်တခြားဂိမ်းဆိုင်တွေပို့ပြီးတော့ specification တွေပိုမြင့်နေပေါ့နော်အားကြောင့်ကျွန်တော်တို့တောင်းမှာဖြစ်ပါတယ်ပြီးတော့သူကဒီဂိမ်းဆိုင်ထူးခြားချက်ကကျတော့ပုံမှန်ဂိမ်းဆိုင်တွေဆိုရင်ကျွန်တော်တို့တောင်းနေကြဆိုရင်24/7ဖွင့်တာပေါ့နော်ညပိုင်းမှာဖွင့်တယ်ပေါ့နော်ဒီဂိမ်းဆိုင်ကကျတော့ည7:00နာရီထိပဲဖွင့်ပါတယ်သူကမနက်10:00နာရီလောက်ကနေည7:00နာရီလောက်ထိပဲဖွင့်တော့ကျွန်တော်တို့အခုသွားမှာတော့8:00နာရီလောက်တော့ရှိပြီည8:00နာရီလောက်တော့ရှိပြီဆိုတော့3-4 နာရီလောက်ဆော်ပြီးတော့ပြန်အောင်ပေါ့နော်ပိတ်တဲ့ဒီဆော်ပြီးတော့ကျွန်တော်ပြန်အောင်နော်ဆိုတော့အားလုံးပဲဒီ vlog လေးကို like ကြည့်ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ် let's goကျွန်တော်ကဒါစာရောကတော့ဒါ private room ယူမို့ပေါ့နော် private room ကပြီးတော့ PC specification ကပိုကောင်းတယ်ပြီးရင်private ဆန်များတယ်ကို room နဲ့ကို9ယောက်ဆို9ယောက် room တစ်ခုကွာတည်တာအဲ့လိုပုံစံမျိုးဒါပေမဲ့အဲ့ကောင်က booking ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒါခွဲထိုင်ရတာပေါ့နော်ကျွန်တော်ပေါ်တာတယောက်ရဲ့ဒီဘက် channel ကောင်တဲ့နောက်မှာ3ယောက်ကတစ်ခွဲအဲ့လိုထိုင်ရတာပေါ့နော်ဆိုတော့အတန်တော့နည်းနည်းလေးဆိုရင်ကျွန်တော်လည်း mic မှာပါလာတော့အဲ့ဒါလေးတော့ရှိမယ်ဆိုတော့ကျွန်တော်တို့အခုဆွဲလိုက်ပါအောင်မယ်Lights flash and turn the night into my day. Black blazer, crisp white blouse, so clean. Tailor fit, yeah, I'm living the dream. Loafers hit the pavement, block heels high, dripping confidence. Yeah, I reach for. ဆိုတော့ကျွန်တော်တို့ဒါအခုကတော့ဒါစိုင်နဲ့ရောက်နေပြီပေါ့နော်ဒါတနာယူ6ချက်နဲ့မင်းငွေ6ချက်နဲ့ဒါစုပေါင်း3နာရီယူလိုက်တယ်ပေါ့နော်မြန်မာဝင်နဲ့တွက်လိုက်မယ်ဆိုရင်တော့ဟွာလောက်တော့ရှိမယ်တနာရီ6000တော့ရှိမယ်ဒီ PC specification တော့ကျွန်တော်ဒီဘက်နားလေးမှာပြထားပေးပါမယ်ဆိုတော့အားလုံးပဲပြီးဒီမှာမုံမာလည်းရှိရယ်မုံကလည်း PC ရပဲမှာဆိုတော့ကျွန်တော်မုံမာလည်းပြပါမယ်ဘာတွေရလဲဆိုတော့ကျွန်တော်ဒီမှာတော့ဒါမုံကဒီမှာ PC မှာမားတာပေါ့နော်ဒီမှာမုံကတော့အမျိုးမျိုးပဲအများကြီးပဲကိုရီးယားခေါက်ဆွဲတွေပါလည်းရှိရယ်ပြီးတခြားအချွေလည်းရှိရယ်ပေါ့နော်ကိုရီးယား cheese ဆော်တို့ပါတော့အကုန်လုံးရှိရယ်ပေါ့နော်ဒီမှာ top B လည်းရှိရယ်အများကြီးပဲပေါ့နော်ကျွန်တော်အဲ့ဒါမုံလေးမှာလိုက်ပါအောင်ပဲဈေးကတော့အရင်များရတယ်မပါဘူးဒါပေမဲ့အဆင်ပြေပါတယ်ကျွန်တော်ဘိုက်ခဲစားနေတော့မှားလိုက်ပါဦးမယ်။အားပြီးဆွဲပါပဲ။ဆွဲပြီးဂိမ်းဆော့ပါမယ်။ဒါတော့ကျွန်တော်မိုင်းမဟုတ်ပါတော့။ဒါဘောက topping ကြောက်ထည့်တယ်။ဒီဘက်မှာတော့ coffee ပေါ့နော်။ espresso တောက်တယ်ပြီးဒီဘက်မှာတော့ထမင်းပေါ့နော်။ကိုရီးယားထမင်းတော့မှာ fish နဲ့စားတာပါ။ Fair receptionဒါတော့ကျွန်တော်မှာထားရတာထမင်းတော့လို့ပဲပြောမှာပေါ့နော် beef နဲ့ပေါ့ကိုရီးယားထမင်းတော့ပုံစံမျိုးပေါ့ပြင်ချီပါလည်းပါတယ်ဒါတော့ coffee ကတော့တောက်တာတော့နည်းနည်းကြာပြီပေါ့နော်ဒါတော့တောင်ကျိုးနေပြီပေါ့နော်ဟိုဒီကောင်လေးကိုဆွဲကြည့်မယ်ဆွဲကြည့်ပြီးတော့ကောင်းလားမကောင်းလားချက် rating ပေးမယ်ပေါ့နော်အားလုံးပဲဒီဗီဒီယိုလေးကတော့နေလောက်ပါပဲဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်ကြည့်ကြပါမယ်ဆိုတော့ကျွန်တော်လည်းပြန်လိုက်ပါအောင်မယ်3နိုင်တော့ဆော်ပြီးပါပြီဆိုတော့ bye bye